ပရိသတ်ကြီးရေ One Piece manga ကိုဖတ်ရှုဘူးသူတိုင်းသိကြတယ် cover story ဆိုတာဟာ manga ရဲ့မျက်နှာဖုံးစာမျက်နှာတွေမှာ Eiichiro Oda စက်တိုင်ဖော်ပြပေးလေရှိတဲ့တိကျပုံပြင်တိုလေးတွေပဲဖြစ်ပါတယ်ဒီပုံပြင်တွေဟာအဓိကဇာတ်လမ်း main story တွေကခဏတာပါဝင်ပြီးပျောက်ကွယ်သွားတဲ့ဇာတ်ကောင်တွေဒါမှမဟုတ်ဘီလင်ဟောင်းဒီရဲ့နောက်ဆက်တွဲခရီးစဉ်ကိုရုပ်ပြပုံစံမျိုးဒါမှမဟုတ်နေ့စဉ်မတန်းပုံစံမျိုးနဲ့အခန်းဆက်တင်ဆက်ပေးတာပါသူတို့ရဲ့ကံကြမ္မာဘလို့အလဲပေါင်းဖြစ်သွားတယ်သူတို့ဘာလုပ်နေကြလဲဆိုတာလေးကိုသိရတဲ့အတွက် One Piece ကဘာကြီးရဲ့ကျေပြတ်မှုကိုပါမြင်တွေ့စေပါတယ်အခုလိုကျွန်တော်အကြိုက်ဆုံး cover story တွေကတခုကိုရောက်လာပါပြီဒါပေမဲ့ဒါက anime မှာမပါဝင်ခဲ့ပါဘူးဒီမှာတော်တော်လေးညီးတွားကျင်တာက One Piece anime မှာ filler တွေရှိတာကတော့နားလည်နိုင်ပါတယ်တခါတရံတော့ filler arc တစ်ခုလုံးတောင်လုပ်ကြတယ်ဒါပေမဲ့ Oda ကိုယ်တိုင်ရေးဆွဲထားပြီးသားတကယ်ဇလန်တွေကတော့အသက်သွင်းထားတာတောင်မရှိသေးပါဘူးအနာဂတ်ဇလန်အတွက်တခါတရံအရေးကြီးတဲ့ဒီဇလန်တွေကိုမရှိသလိုဖြစ်နေကြတာတကယ်နားမလည်နိုင်ဘူးဘာပဲဖြစ်ဖြစ်ပေါ့နော် Miss Golden Week's Operation Meek Baroque Walks မှာအခန်း43ခန်းရှိပြီး pre-time skip ကာလမှာအရှိဟာဆုံး cover story ပဲဖြစ်ပါတယ်အခန်း359ကနေ400အထိကြာမြင့်ခဲ့ပြီး2006ခုနှစ်မှာပြီးဆုံးခဲ့ပါတယ် Alabasta နဲ့ Impel ကြားမှာဖြစ်ပျက်တဲ့ဇာတ်လမ်းမှာ Miss Golden Week ကသတင်းစာတစ်စောင်ရရှိတာနဲ့စတင်ပါတယ်သူ Mr. 5နဲ့ Miss Valentine တို့က Baroque Walks ပြိုလဲသွားကြောင်းသတင်းစာကနေသိရှိရပြီးအခြားအဖော်တွေရဲ့မျက်နှာအစစ်တွေကိုအတူရောင်မပါဘဲပထမဆုံးအကြိမ်မြင်တွေ့ရပါတယ်သူတို့ကိုကယ်တင်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူမက color trap တစ်ခုကို dinosaur တစ်ကောင်ပေါ်မှာတုံးပြီးသူ့ကိုခင်မင်အောင်လို့က Little Garden ကနေထွက်ပြေးခဲ့ပါတယ် Dory နဲ့ Brogy ကတော့ဆက်လက်တိုက်ပွဲဝင်နေကြပါတယ်စကားမဆက် Marian ရဲ့အယောင်စွမ်းအားတွေက Devil Fruit Power မဟုတ်ဘဲ Hypnosis လိုမျိုးဖြစ်တယ်ဆိုတာသိပါသလားကျွန်တော်မသိခဲ့ပါဘူးဒါပေမဲ့ Oda က interview တစ်ခုမှာတိတိကျကျပြောခဲ့ပါတယ် Dinosaur ဘော်ကမင်းကမိုးရွာလိုဆေးကြောသွားတော့သူကသူတို့၃ယောက်ကိုခရီးသွားကျွန်းပေါ်မှာခြာထားလိုက်ပါတယ်အဲ့ဒီမှာ Hina Django နဲ့ Full Body တို့ကိုပြန်တွေ့ဆုံရပါတယ်ဒီဇလန်ငယ်လေးတွေဆက်ဆက်နေပုံကတကယ်ကိုကြိုက်စရာကောင်းပါတယ်အဲ့ဒီတော့တူမှာလွတ်ညော့သွားပြီးအခု Berry 32တန်းပေါင်တီရလာတဲ့ဘောင်ကလေးကိုမြင်တွေ့ရပါတယ်ကျွန်တော်တို့ရဲ့၃ယောက်စလုံးကအတူရောင်ဝစ်ပြီးစူးစမ်းကြပေမဲ့ Hina ကသူတို့ကိုအလွယ်တကူမတ်မိပါတယ်သူမတိုက်ခိုက်လာတော့ Mr. Fight နဲ့ Marian လွတ်မြောက်သွားကြပြီး Miss Valentine ကိုခြံထားခဲ့ရပါတယ်ကြောက်တဲ့မုံပေါ်မှာ Mr. 3ရဲ့ပုံလဲတွေ့ရပါတယ်သူလည်းအပြင်မှာရှိနေပုံရပါတယ်သူတို့အမှန်တကယ်လွတ်မြောက်နိုင်ခဲ့ပါတယ်ဒါပေမဲ့ Crocodile ကတွားဖို့ညှင်းဆန်ပါတယ်သူကစိတ်မပါဘူး Marian ကလူတိုင်းရဲ့အိမ်မက်တွေကိုပြသဖြစ်တဲ့ Rainbow Color Trap ကိုသုံးလိုက်ပါတယ်သူမကတော့စစ်မှန်တဲ့အမှုပညာရှင်ဖြစ်လို့ပါတယ် Miss Merry Christmas ကမင်းသမီးဖြစ်ချင်ပါတယ် Miss Double Finger ရဲ့အိမ်မက်ကပေါ်လာဆိုတဲ့ကဖေးဆိုင်ပိုင်ရှင်အဖြစ်ဆက်ရှိနေချင်တာပါ Miss Valentine က chocolate စရာဖြစ်လို့ပါတယ်နောက် cover page မှာသူ့ကိုမြင်ရပါတယ်ဒါပေမဲ့ထပ်ပြီးကိုစူးစမ်းတဲ့အချိန်မှာပဲဘွန်ကလေးကတိုက်ခိုက်လာပါတယ်ဆက်ပြီး Mr. 3ကိုရေတပ်သားလီကလှည့်ပေါ်တင်ပြီးသူကအကူအညီအော်ဟစ်နေတာမြင်ရပါတယ်ဒါပေမဲ့အဲ့ဒါကဘွန်ကလေးပဲဖြစ်နေတာပေါ်ပြီးသူတို့ကိုတိုက်ခိုက်လာပါတယ်အဲ့ဒီတိုက်ပွဲအတွင်း Miss Valentine ကိုကယ်ဆယ်ခဲ့ပြီးသူတို့ကရေတပ်သင်္ဘောတစ်စီးကိုပြန်ဖမ်းလိုက်ကြပါတယ်ရေတပ်ထောင်းစီရွလွင့်သွားပြီးထန်းစီခံရတယ်လို့ဟန်ဆောင်ကထောင်ထဲကိုထိုးဖောက်ဝင်ရောက်ခဲ့ပြီး Baroque Walks မှာအပေါ်အားလုံးနဲ့ပြန်လည်တွေ့ဆုံကြပါတယ် Mr. Fight ကမိသက်သမားဖြစ်လို့ပါတယ် Mr. 4ကပီဇာပို့ဆောင်သမားဖြစ်လို့ပါတယ်လက်ဆိုးကတင့်ကားဖြစ်လို့ပါတယ် Dust Bones ကသူ့ရဲကောင်းဖြစ်လို့ပါတယ်စာခရိုကိုတိုင်းရဲ့အိမ်မက်ကတော့တထေးဘီရင်ဖြစ်ချင်တာပေါ့နော်စိတ်ညံတဲ့လွင်ပြန်တစ်ခုမှရှိတဲ့အိမ်လွတ်တစ်လုံးကိုကြည့်ရပါတယ်အဲ့ဒါ Alabasta ဖြစ်နိုင်တယ်မဖြစ်နိုင်လဲရနိုင်ပါတယ်သူတို့က Spider's Cafe အတစ်ကိုလုံးဝအေးချမ်းစွာဖွင့်လှစ်ကြပါတယ် cover story က Mr. 0 1 2နဲ့3တို့တခုတည်းသောအကျဉ်းကန်းထဲမှာရှိပြီး Impel Down ကိုပို့ဆောင်ခံရတာနဲ့ပြီးဆုံးသွားပါတယ်ဒီဇလန်ကိုတကယ်ကိုချစ်မိပါတယ်ဘာကြောင့်လဲဆိုတော့ဇလန်နဲ့အများကြီးကိုဆက်ဆက်ပေးနေလို့ပါ Hina Django နဲ့ Full Body နဲ့ဆက်ဆက်ပြီးအဲ့ဒါက Kobe နဲ့ Helmet ဘိုးစီကိုပြန်ဆက်ဆက်ပါတယ်အဲ့ဒါတွေအားလုံးကအသက်ရှူရှင်နေတဲ့လောကတစ်ခုလိုမျိုးခံစားရပြီးပြန်လည်ပေါ်ထွက်လာတဲ့ဇာတ်ကောင်တွေနဲ့သူတို့ရဲ့ကိုယ်ပိုင်အားတွေနဲ့ပြည့်နိုင်နေပါတယ်ဒါအပြင်ဒီဇလန်မှာဒီဇာတ်ကောင်တွေအားလုံးဘလို့ Impel Down မှာရောက်ရှိသွားကြတယ်လဲဆိုတာရဲ့ပုံပြင်အပြည့်စုံကိုပေးပါတယ်ဒါကြောင့် Crocodile တန်လာပြီဆိုပြီးတာမန်မျိုးမဟုတ်တော့ပါဘူး